နေဝင်ချိန်ကစတင်တဲ့6ချားဖွယ်ရများမှောင်မလာခင်အချိန်တိုင်းဒီလူဟာသူ့အိမ်ရှိတကားဝါကိုအယ်ကိုဟောတွေလိုက်ဖြန်းလေးရှိတယ်။အိမ်ပြန်ရောက်တာနဲ့ပထမဆုံးလုပ်တာကသူ့ခွေးလေးကိုတန်ရှင်းရေးလုပ်ပေးတာပဲ။နေဝင်တော့မယ်ဆိုတာသိတာနဲ့တပြိုင်နက်တန်မဏိပြအထူးတကားတွေကိုပိတ်ဆို့ပြီးတင်းပေါက်တွေကိုပါအမြန်ဆုံးပိတ်ပစ်လိုက်တော့တယ်။အိမ်ထဲမှာမီးတလုံးမှမထွန်းထားပေမဲ့လည်းသူစိတ်မချနိုင်သေးဘူး။သူ့ရဲ့ rifle တနက်ကိုရင်ခွင်မှာပိုက်ခွေးလေးကိုဖတ်ပြီးရေချိုးကန်ထဲမှာကွေးကွေးလေးထိုင်နေရမှာပဲ။သူနည်းနည်းစိတ်အေးရရှာတယ်အမှန်တော့ဒီလူဒီလောက်ထိလုံခြုံရေးတင်းကျပ်ထားရတာကညမောင်မိုက်သွားတာနဲ့ပြင်ပကဘာဟာလူသားတွေပိုင်တဲ့ကဘာမဟုတ်တော့လို့ပါပဲ။6ချားစရာဇွန်ဘီအုပ်ကြီးကလမ်းမတွေပေါ်မှာတောင်းကျမ်းပြီးထိတ်လန့်စရာတွေဖြန့်ဝေနေကြတယ်။လွန်ခဲ့တဲ့2012ခုနှစ်ကဗိုင်းရပ်စ်တစ်ခုကဘာပေါ်မှာဆူဆူရွရွကူးစက်ပြန့်ပွားခဲ့တယ်။ဒီဗိုင်းရပ်စ်ကြောင့်လူသားကိုဆက်သေဆုံးခဲ့ပြီးကျန်တဲ့ကိုကတော့ဇွန်ဘီတွေဖြစ်ပြောင်းလဲသွားခဲ့ရတယ်။ဒီဇွန်ဘီတွေကနေရောင်ကြီးကိုကြောက်ကြတယ်ညဘက်မှပဲထွက်လေရှိပြီးအနက်ခံအာယုံကတော့အင်မတန်ထက်မြက်လာတဲ့ဒီဇလန်ရဲ့အဓိကဆက်ဆောင်ဖြစ်တဲ့ဝီလူဝဲအိုကတော့ဗိုင်းရပ်စ်ကိုအန်တုနိုင်တဲ့ပဋိပစ္စည်းအန်ထာပတိခန္ဓာကိုယ်ထဲမှာရှိနေတဲ့အတွက်ကဘာပေါ်ကတထက်နေတဲ့လူသားတွေကတအူးအနေနဲ့အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။လူသူကင်းမဲ့တဲ့မျိုးကြီးနဲ့အထီးကျန်သိပ္ပံပညာရှင်ဝီဟာလူသူစိတ်သုံးနေတဲ့နယူးယောက်မြို့လေခေါင်လမ်းမတွေပေါ်မှာသူ့ရဲ့ Ford Mustang ကားလေးကိုကုန်ကျန်းမောင်းနေရင်တမင်တကောင်ကိုလိုက်လံအမဲလိုက်နေခဲ့တယ်။သူတယောက်တည်းသာကြံရစ်တော့တဲ့ဒီကဘာကြီးထဲမှာစားနပ်ရိက္ခာဟာအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးလိုအပ်ချက်ပဲလေ။ဒါပေမဲ့တမင်ကိုပြစ်ခတ်တော့မဲ့အချိန်မှာပဲချင်းသိမတကောင်ကရုတ်တရက်ခုံအုပ်ပြီးတမင်ကိုအရင်ဦးအောင်ဖမ်းဆီးသွားခဲ့တယ်။သူ့သားကောင်ကိုလူယူသွားတဲ့အတွက်ဝီဟာချင်းသိမကိုပြစ်တက်ဖို့ကြံရွယ်လိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲချင်းသိထီတကောင်နဲ့ချင်းသိပေါက်လေးတကောင်မှထွက်လာခဲ့တယ်။သူတို့သုံးကောင်ကိုမြင်လိုက်ရတဲ့အချိန်မှာဝီဟာတေဆုံးသွားခဲ့ပြီဖြစ်တဲ့သူ့ရဲ့မိသားစုကိုတတိယသွားခဲ့တယ်။ချင်းသိတွေဟာတဘာဝတရားရဲ့မျှခြေကိုထိမ့်သိမ့်ပေးတယ်ဆိုတာသိလို့သူတနက်မဖောက်ခဲ့ပါဘူး။အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေဖို့အပြင်မထွက်ခင်သူဟာမြေအောက်ဆေးတုတေသနခန်းကိုသွားပြီးမျိုးဗီဇပြောင်းလဲနေတဲ့ကြွက်တွေဟာဆေးကုသမှုအပြီးမှာပုံမှန်ပြန်ဖြစ်လာသလားဆိုတာစစ်ဆေးခဲ့တယ်။ဒါပေမဲ့ထူးခြားမှုမရှိသေးပါဘူး။အမှန်တော့ဝီဟာထူးချွန်တဲ့သိပ္ပံပညာရှင်တဦးဖြစ်ပြီးဗိုင်းရပ်စ်ကာကွယ်ဆေးပေါ်အခြေခံထားတဲ့မျိုးဗီဇကူထုံးတစ်ခုကိုဖော်ထုတ်နေတာဖြစ်ပါတယ်။ဒီနေ့လဲစိတ်ပျက်စရာနေ့တစ်နေ့ဖြစ်ဦးမလားလို့တွေးနေတော့ဗီဇပြောင်းကြွက်တကောင်ဟာအရင်လိုရံမမှုတော့ပဲပုံမှန်အခြေအနေကိုတဖြည်းဖြည်းပြန်ရောက်လာတာကိုသူသတိထားမိသွားတယ်။တကယ်လို့ကြွက်ပေါ်မှာစမ်းသပ်မှုအောင်မြင်ရင်သူဟာအဲ့ဒီဇွန်ဘီတွေကိုပုံမှန်လူသားတွေဖြစ်ပြန်ပြောင်းလဲပေးနိုင်တော့မှာပါ။နေ့ဘက်မှာတော့အသက်ရှင်ကျန်ရစ်သူတွေနဲ့ဇွန်ဘီတွေပုံအောင်ရနေရကိုရှာဖွေဖို့ဝီဟာမနက်၈နာရီတိတိမှာအိမ်ကနေနေတိုင်းထွက်လေရှိတယ်။ CD ရောင်းဆိုင်တစ်ဆိုင်ကိုကားမောင်းသွားပြီးအဲ့ဒီကပစ္စည်းပြကွက်တွေကိုပြင်ဆင်နေပြီးတော့အဲ့ဒီမှာရှိတဲ့စက်ရုပ်ရုပ်တွေ mannequins ကိုနှုတ်ဆက်စကားလမ်းပြောလေးရှိတယ်။ဒါကိုကြည့်ချင်းအဖြစ်လူတယောက်ဟာစက်ရုပ်တွေနဲ့တငယ်ချင်းဖွဲ့ရတဲ့အထိဘယ်လောက်တောင်အထီးကျန်နေမလဲဆိုတာဘယ်သူမှစိတ်ကူးမိမှာမဟုတ်ပါဘူး။သူသွားခဲ့တဲ့နေရာတိုင်းကိုမြေပုံပေါ်မှာမှတ်သားပြီးအဲ့ဒီနေရာတွေကစားစရာနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းနေအခြားအသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေဖို့အတွက်နေတိုင်းမွန်းတဲ့10နှစ်နာရီတိတိမှာရေဒီယိုကနေအချက်ပြလွှင့်ပြီးအံ့ဩဖွယ်ရာတစ်ခုခုကြုံရနိုးနဲ့စိတ်ကန်းကိုမောင်းထွက်သွားလေးရှိတယ်။ဒါပေမဲ့3နှစ်ပြည့်သွားတဲ့တိုင်အောင်ဘလို့တုတ်ပြန်မှုမှမရရှိခဲ့ပါဘူး။သူ့ရဲ့အထီးကျန်မှုကိုဖြေဖျောက်ဖို့အတွက်မိုးလဲပိုင်းတွေမှာတော့ဝီဟာ Enterprise လေယာဉ်တင်သင်္ဘောကြီးပေါ်ကလေယာဉ်တစ်စင်းပေါ်မှာရပ်ပြီးကောက်တီးရိုက်လေးရှိတယ်။မောင်မိုက်သောအဆောက်အုံတွင်းမှာထောင်ချောက်အဲ့ဒီလိုကောက်ရိုက်နေတော့မှာပဲ။သူ့ခွေးလေးကထူးဆန်းတဲ့အရာတစ်ခုကိုသတိပြုမိသွားတယ်။အဝေးတနေရာမှာတစ်ခုခုလှုပ်ရှားနေတာပဲ။ဝီဟာ rifle တနက်ကိုအမြန်ကောက်ကင်ပြီးမှန်ပြောင်းကနေကြည့်လိုက်တော့တမင်တကောင်ဖြစ်နေတာကိုတွေ့ရတယ်။ချက်ချင်းပဲခွေးလေးကိုခေါ်ပြီးအမဲလိုက်ဖို့ထွက်ခဲ့ကြတယ်။ဒါပေမဲ့မမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။အမဲလိုက်ရင်လမ်းဖြတ်သွားတဲ့တမင်ဟာပိတ်မိနေတဲ့အဆောက်အုံတစ်ခုတည်းကိုပြေးဝင်သွားခဲ့တယ်။ခွေးလေးဟာလည်းအသားမစားရတာကြာပြီဖြစ်လို့မကြောက်မရွံ့ပဲတမင်နောက်ကိုလိုက်ပြေးဝင်သွားတော့တယ်။ဝီတားပေမဲ့မရတော့ဘူး။သူအင်မတန်ကြောက်လန့်သွားပေမဲ့သူ့ခွေးလေးအတွက်ကြောင့်အဆောက်အုံထဲကိုလိုက်ဝင်ဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။အဆောက်အုံတွင်းထဲမှာတော့လုံးဝမှောက်မိုက်နေပြီးဘာမှမမြင်ရဘူး။6ချားဖွယ်ရာပတ်ဝန်းကျင်ကြောင့်ဝီရဲ့ရင်ဘတ်တစ်ခုလုံးတဒိန်းဒိန်းခုန်နေခဲ့တယ်။ခွေးလေးကိုလိုက်ရှာရင်းအပေါ်ထက်ကိုတက်သွားတဲ့အခါရုတ်တရက်နာကျင်စွာအော်ဟစ်တန်တစ်ခုကိုကြားလိုက်ရတယ်။ခွေးလေးတစ်ခုခုဖြစ်ပြီလားဆိုပြီးစိတ်ပူစာနဲ့လှေကားပေါ်ကသွေးကွက်တွေတိုင်းလိုက်သွားတဲ့အခါတရိတ်ဆန်တစ်ကောင်ဤပြတ်တောက်နေတဲ့ဦးကောင်းကိုတွေ့လိုက်ရတယ်။ရှေ့ဆက်သွားကြည့်တော့မှအသက်ခံလိုက်ရခါစာတမင်ကြီးတစ်ကောင်ဖြစ်နေတာကိုတွေ့ပြီးတက်ပြင်းချနိုင်တော့တယ်။ဒါပေမဲ့အဲ့ဒီတမင်ကြီးရဲ့မျက်နှာမှာတော့မတေခင်ကကြောက်လန့်ခဲ့တဲ့အရေးအယောင်တွေအထင်ရှားရှိနေတယ်။ဒါကိုမြင်တော့ဝီဟာတနက်ကိုအသင့်ပြင်ပြီးပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တဲ့အခါပေ15အကွာလောက်မှာရှိနေတဲ့ဇွန်ဘီအုပ်ကြီးကိုထိတ်လန့်ဖွယ်တွေ့လိုက်ရတယ်။နောက်ဆုံးတော့စပွဲအောက်မှာကြောက်လန့်တုန်ရင်နေတဲ့သူ့ရဲ့ဂျာမန်ရှက်ဖတ် German Shepherd ခွေးလေးကိုရှာတွေ့ခဲ့တယ်။ခွေးလေးကိုခေါ်ဖို့အလုပ်ခွေးလေးရဲ့မျက်လုံးတွေကဝီရဲ့နောက်ကျောစီကိုစိုက်ကြည့်နေတာကိုသတိထားမိသွားတယ်။ဝီတစ်ခုခုမှားယွင်းနေပြီဆိုတာသိလိုက်ရပြီးလှည့်ကြည့်လိုက်တဲ့အခါ6ချားဖွယ်ရာဇွန်ဘီကြီးကအနောက်မှာရောက်နေပြီးဝီဟာခွေးလေးကိုတွေ့ပြီးယူသွတ်သူတယောက်လိုအပြင်ကိုအတင်းပြေးထွက်ခဲ့ပေမဲ့ဇွန်ဘီတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်။ကံကောင်းချင်တော့ဝီဟာမောက်မိုက်နေတဲ့ပြတင်းပေါက်ကနေအချိန်မီခုန်ချနိုင်ခဲ့ပြီးနေအောင်ကြီးနဲ့ထိတွေ့သွားတဲ့ဇွန်ဘီကတော့ဒဏ်ရာပြင်းထန်စွာရပြီးမြေပြင်ပေါ်လဲကျကြံရစ်ခဲ့တယ်။ဒီအဖြစ်အပျက်ကဝီကိုကြောက်လန့်စေခဲ့ပေမဲ့ဇွန်ဘီတွေကိုဖမ်းဆီးပြီးစမ်းသပ်ဖို့ထောင်ချောက်ဆင်မဲ့စိတ်ကူးကိုရသွားစေခဲ့တယ်။ဇွန်ဘီဘရင်ဤကလက်စားနဲ့ဆုံရှုံမှုဝီဟာအပြင်ဘက်မှာထောင်ချောက်တစ်ခုဆင်လိုက်တယ်။သူ့ရဲ့သွေးချို့ကိုဖန်ပြုံထဲထည့်ပြီးအဆောက်အုံတကားဝမှာထားခဲ့ကသူကိုယ်တိုင်ကတော့အပြင်ကနေပုံပြီးစောင့်ဆိုင်နေခဲ့တယ်2မိနစ်နဲ့စက္ကန့်30အကြာမှာပဲဇွန်ဘီမတ်တကောင်ထောင်ချောက်ထဲမိသွားပြီးအရှင်လက်လက်ဆွဲခေါ်ခြင်းခံလိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ဇွန်ဘီဘရင်ကြီးဟာဒေါသတကြီးအော်ဟစ်ပြီးပေါ်လာခဲ့တယ်
သူဟာဝီကိုအစိမ့်လိုက်ဝါစာမတက်စိုက်ကြည့်နေခဲ့ပေမဲ့ဝီကတော့ဒီဇွန်ဘီဘာလို့ဒီလောက်ဒေါသထွက်နေရလဲဆိုတာနားမလည်ခဲ့ဘူးအိမ်ပြန်ရောက်တော့ဝီဟာဖမ်းလာတဲ့ဇွန်ဘီမလေးကိုစေးစမ်းတက်ဖို့ပဲအာယုံစိုက်နေခဲ့တယ်အမှန်တော့သူဖမ်းလာတဲ့ဇွန်ဘီမဟာဇွန်ဘီဘရင်ရဲ့ဇနီးဖြစ်နေမှန်းသူလုံးဝမသိခဲ့ပါဘူးဝီကသူမကိုဖမ်းဆီးခဲ့တဲ့အတွက်ကြောင့်ဇွန်ဘီတွေနဲ့လူသားကြားစစ်ပွဲတစ်ခုစတင်ဖို့အကြောင်းဖန်လာခဲ့ပါတယ်တနေ့မှာတော့မြို့ထဲမှာသူတယောက်တည်းပဲရှိနေတာဖြစ်ပေမဲ့စီတီဆိုင်ရှိမှရှိနေရမယ်ဆက်ရုပ်အယုတ်ရဲ့ဦးကောင်းကရုတ်တရက်လှုပ်ရှားသွားတာကိုတွေ့ပြီးဝီအံ့ဩသွားခဲ့တယ်ပိုပြီးခြောက်ခြားစရာကောင်းတာကအဲ့ဒီအယုတ်ဟာကီလိုမီတာတော်တော်ဝေးဝေးကိုဘလို့နီးနဲ့ရောက်လာမှမသိတာပဲဝီဟာတနက်နဲ့အယုတ်ကိုချိန်ပြီးတစုံတစ်ယောက်ကသူ့ကိုစကားပြောချင်လို့ထားခဲ့တာလားဆိုပြီးပတ်ဝန်းကျင်ကိုရှာဖွေပေမဲ့ဘသူ့ကိုမှမတွေ့ရဘူးအမှန်တော့ဒါဟာဝီကသူ့ဇနီးကိုဖမ်းဆီးသွားတဲ့အတွက်ဇွန်ဘီဘရင်ကကလဲစားချေဖို့ဆင်ထားတဲ့ထောင်ချောက်ပဲဖြစ်ပါတယ်ဝီကအယုံနာကိုသွားပြီးအောက်ကရေကွက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာပဲဇွန်ဘီဘရင်ရဲ့ထောင်ချောက်ကပွင့်သွားပြီးဝီဟာဝေဟင်မှာစောက်ထိုးဆွဲတင်ခြင်းခံလိုက်ရတယ်။ခေါင်းကိုထိခိုက်မိသွားတဲ့အတွက်ဝီသတိလစ်သွားခဲ့တယ်နေဝင်ခါနီးအချိန်နှိုးဆက်တန်ကြောင့်ဝီနိုးလာခဲ့တယ်။နေအောင်ကြီးပြောက်ကွယ်သွားတာနဲ့ဇွန်ဘီတွေထွက်လာတော့မှမို့ဝီဟာလမ်းဖြတ်ပြီးခါးကြားကဓာတ်နဲ့ခြေထောက်ကကျိုးကိုဖျက်ချလိုက်တယ်။ဒါပေမဲ့မြေပြင်ပေါ်ပြုတ်ကျတဲ့အချိန်မှာပဲဓာတ်ကသူ့နဘေးကိုစိုက်ဝင်သွားခဲ့ပြီးအခြေအနေကိုပိုဆိုးသွားစေခဲ့တယ်။နေရဲ့နောက်ဆုံးရောင်ကြီးကလည်းပျောက်ကွယ်လူနီးပါဖြစ်နေပြီလေနောက်တကူမှာပဲရှေ့ကမှောင်မိုက်နေတဲ့အဆောက်အုံထဲကနေခြောက်ခြားစရာအတန်တွေထွက်ပေါ်လာပြီးဇွန်ဘီဘရင်ကရက်ဆက်ကြမ်းကြုတ်တဲ့အမဲလိုက်ခွေး၃ကောင်ကိုလွတ်လိုက်တော့တယ်နေအောင်ကြီးအကျွင်းကြံလေးတွေကြောင့်ခွေးတွေကသူ့စီချက်ချင်းမလာနိုင်သေးပေမဲ့မိနစ်ပိုင်းကြာမှနေလုံးဝဝင်သွားတာနဲ့ဇွန်ဘီခွေးတွေကတောင်းကျမ်းပြီးအတင်းခုံအုပ်တိုက်ခိုက်ကြတော့တယ်ဒီတေးရေးရှင်ရဲ့အခြေအနေမှာဝီအတွက်တခုတည်းသောမျှော်လင့်ချက်ကတော့ဒီကဘာပြက်ကက်ကြီးထဲမှာသူ့အနားမှာအမျက်ရှိနေပေးခဲ့တဲ့ဆမ်ဆိုတဲ့ဂျာမန်ရှက်ပတ်ခွေးလေးပဲဖြစ်ပါတယ်။ဒီခွေးလေးဟာသူ့ရဲ့တူးရဲသောအဖော်သူအသက်ရှင်တန်ရမယ့်တခုတည်းသောအကြောင်းပြချက်ပဲကားထဲမှာပစ္စတိုတနက်ရှိနေတဲ့အတွက်ဝီဟာနာကျင်မှုကိုအန်တူဘီကားစီကိုအတင်းတွားသွားခဲ့တယ်။ဇွန်ဘီခွေးတွေရဲ့တိုက်ခိုက်မှုကပိုပြင်းထန်လာပြီးနောက်ဆုံးမှာတော့ဝီအပေါ်ကိုခုံအုပ်လာကြတယ်။ဝီကတနက်နဲ့ပြစ်ခတ်ကာကွယ်ပေမဲ့ခွေးတစ်ကောင်ကသူ့ပါးကိုကိုက်ဖို့ဖြစ်လာတဲ့အချိန်မှာပဲဆန်ကအချိန်မီရောက်လာပြီးသူ့တခင်ကိုကယ်တင်ခဲ့တယ်။ဒါပေမဲ့အဆိုးဆုံးအခြေအနေကစောင့်ကြိုနေခဲ့ပါတယ်။ဆန်ဟာအဲ့ဒီတိုက်ပွဲမှာအခြားဇွန်ဘီခွေးရဲ့ကိုက်ချင်းကိုခံလိုက်ရတယ်။ဝီရဲ့ရင်ထဲမှာစိုးနှင့်သွားခဲ့ရပြီးဘာလို့လဲဆိုတော့ဗိုင်းရပ်စ်ခုခံအားကဝီမှာပဲရှိပြီးဆန်မှာမရှိလို့ပါပဲ။အိမ်ပြန်ရောက်တော့ဝီဟာဗိုင်းရပ်စ်ကာကွယ်ဆေးတွေအပြင်းထန်ထိုးပေးပြီးဆန်လေးပြန်ကောင်းလာဖို့ဆူတောင်းရင်းရင်ခွင်ထဲပွေ့ပိုက်ထားခဲ့တယ်။ဒါပေမဲ့ဆန်ရဲ့ခန္ဓာကိုယ်ကအမွှေးတွေကျွတ်ကျလာပြီးမျက်လုံးတွေကိုလှန်ကြည့်လိုက်တဲ့အခါဗိုင်းရပ်စ်ကူးစက်တဲ့လက္ခဏာတွေနဲ့မေးတွင်းမှာတွေးလက္ခဏာတွေပေါ်လာခဲ့တယ်။ဝီရဲ့နှလုံးသားတစ်ခုလုံးကြေကွဲသွားခဲ့ရပေမဲ့လက်တွေ့အခြေအနေအရရက်ဆက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုမလွဲမရှောင်သာချမှတ်လိုက်ရပါတော့တယ်။ဝီဟာအထီးကျန်လာတဲ့ညပေါင်းများစွာမှသူ့အနားမှာရှိပေးခဲ့တဲ့ချစ်လှစွာသောခွေးလေးကိုသူ့ရဲ့လက်နှစ်ဖက်နဲ့ပဲမောဟတကြီးအသက်ရှူရက်အောင်လှုပ်လိုက်ရပါတော့တယ်။